Gugu gaga ဒီမှာကျွန်မတငယ်စနေကျွန်မနဲ့ Guinevere ဖိုင်ဝမ်6မှာဖြစ်ပါတယ်ဗောနော်ကျွန်မဘလို့ Guinevere နဲ့ဘလို့တန်းဆော့ပြောင်းမှာဆိုရှင်တို့စောက်ကြည့်လိုက်တော့ဝက်ဆက်တာကျွန်မသူကကျွန်မကိုရှင်ချနေတာကျွန်မစကီးရဆိုကျွန်မသူ့ဟုတ်တယ်ဒါပေမဲ့မသိသွားဘူးမသူကကျွန်မနောက်ဆော့တယ်သူကျွန်မကိုပါသူအုပ်လိုက်တာအဲ့ညဖလာကနေလှုပ်လိုက်တာသူအတူယူရောက်ပဲကျွန်မပဲပြန်တေသွားတာကျေးဇူးတင်ပါတယ်လို့အဲ့ဒီပဲဖောက်ကင်ရောကားရမပြန်တော့ကျွန်မရောသူစကီးတူလေးနဲ့အုပ်ရကျွန်မသူ့တော့ကပ်ပြရတာဗောနော်စိတ်တော့မကောင်းအခုတော့ Guinevere ကိုင်းတာလုံးဝဆင်ပြီအမကြီးကျွန်မစကီးတူအုပ်ရကျွန်မ AD 300ခွဲအမကြီးမသူမိုးကောမမြောက်သွားပါဘူးတဲ့မေးပြီးလိုက်ချက်ပါအောင်အဲ့ဒါကျွန်မပဲနောက်ဆုတ်လိုက်ရတယ်ခုနကမတက်နိုင်တဲ့ဟာသူမပြန်ဘူးတော့အဲ့ဒါကျွန်မလည်းသူ့မြန်ရအောင်တောက်ကပ်ပေးလိုက်ပါတော့အမဖင်ရကြအောင်ဆိုတော့ကိုလန်ခရီရှင်ဟာကိုဖလာကိုင်းနဲ့အုပ်က AD 300တော့အသေးတန်မကြည့်ကျွန်မတေးကိုင်းနေဖြစ်တာကျွန်မအမဖင်ရကြီးပြန်အောင်လိုက်တာအမပြေးလွတ်မဲ့ဟာကိုကွဲအမအုပ်မြူတာကိုပဲတေးသွားတာကျွန်မနေပဲသူ့ဖလာကိုင်းနဲ့အုပ်ပါရဲဆိုတော့တလွဲကြီးပါလေအဲ့သူလည်းကျွန်မပြန်အုပ်တာကျွန်မအတူယူအုပ်သွားတာအမဒါပေမဲ့သူရှိမှကျွန်မပတ်စစ်ပွင့်တယ်ကျွန်မ AD လေးပဲကောက်တုံမှသူကျွန်မနေပေါ့တောက်ကပ်ပေးလိုက်ပါကျွန်မပြောပါတယ်ကျွန်မကိုလုံးဝမနိုင်ကြပါဘူးလို့ Victory ကျွန်တော် game လေးကြတယ်ဆိုကျွန်တော် like follow ကိုကြီးပြလိုက်ကြပါခင်ဗျာအားလုံးပဲတတအပွားမော